သွားတယ်အဲ့ဘက်နစ်တယ်ဟိုဘက်တရားကြော်တယ်ပြန်လာခဲ့တရားကြော်တယ်ဟဲ့ကောင်ခုနကတော့ဖြည်းဖြည်းရောက်သွားပြီအဲ့ဘက်တရားကြော်တယ်ဟာဒါတို့ဒီဘက်လာဒီဘက်နေကူသွားလိုက်ရမရဘူးဟိုဘက်ရေသားစီးနေတယ်ဒီဘက်လာလို့ကျွန်တော်ကလည်းပြောတာအိမ်သားကိုကြော်ဘူးဟိုဘက်ကကြော်တယ်ကိုရကိုစီရဘို့အေယာဝတီတိုင်းသားအဲ့လောက်ပဲလားအေယာဝတီတိုင်းသားအဲ့လောက်ပဲလားကိုဘက်ကမရဘူးတရားမကောင်းဘူးအေယာဝတီတိုင်းသားတွေဟာအဲ့လောက်ပဲလားလိုက်ဘူးလားမလားဟမ်ကိုစီရလည်းပြန်ကြည့်လားအဲ့ကူကနိုင်ပါမလားတဲ့နိုင်ပါဗောခရမမကော့ဒေးလောက်ဝင်မယ်လားဟိုဘက်သွားပါဟိုဘက်ဆက်ဟောလေအဲ့ကူကနိုင်ပါလားနိုင်ပါဗောမနိုင်ကြအကြောင်းရှိတာကြိုက်ကြီးမှသိမှာအဲ့ကူကသိ ready 1 2 3ကြောင်းမှာသွားမယ်နော်ဟိုဘယ်ဒီကိုတတ်မှတ်လိုက်လေငါခွန်းရနေသေးတယ်ညနေနေတယ်ဒါထိပ်ပါဒါထိပ်ဒရာထိပ်ရတဲ့ဒါနဲ့ဒီဘက်သွားလို့ဒီဘက်ဒါနဲ့များနဘူးဒါနဲ့တော်ဒီဘက်အဲ့ဒါကမန်အော်ဒါနဲ့ဒါကိုနေဒါဖောက်လို့မောကဲစမယ်နော်ဒီလိုစီးရတယ်မှာတော့ကိုလိုစီးရမှာတော့နော်လာမစဲလားဒါတော့ဆဲအမှုမရောယူတော့မှာကဲစပြီနော်1 2 3 go stop ကိုစားတော့ stop ရပြီရပြီလို့နိုင်ပါပြီလို့ရတော့ကူတော့ရေကူသွားလေရေကူကမေးရေမရတော့ဟာသွားတယ်ဦးလေ